မင်္ဂလာပါ Mystery Book Channel ကနေကြိုဆိုပါရစေ။ဒီကနေ့ဖတ်ပြမယ့်ခေါင်းစဉ်ကတော့လက်ချစ်ကြီးစာပေကနေထုတ်ထားတဲ့ဆရာမဒေါက်တာမတင်ဝင်းပညာရေးတက္ကသိုလ်ရေးသားထားတဲ့မင်းယောက်ျားမင်းမိန်းမများဆိုတဲ့စာအုပ်ထဲကမိုးညင်းတတိုးဆိုတဲ့အခန်းကိုဖတ်ပြပေးမှာဖြစ်ပါတယ်။မိုးညင်းတတိုးဟာရှင်ဖိုးမယ်နဲ့ရှင်စောပုတို့အဖို့နောက်ဆုံးမင်းနောက်ဆုံးယောက်ျားနောက်ဆုံးခင်မွန်းဖြစ်ပါတယ်။မိုးညင်းတို့ဟာပကံမင်းပေးရမင်းများကဓာတ်ရိုက်ဆင်းသက်လာတဲ့သူဖြစ်တဲ့အကြောင်းရာဇဝင်ကြီးများမှာအစဉ်ဆွေမျိုးဆက်ပြီးပြသရေးသားထားတာတွေ့ရပါတယ်။စာရေးသူအဖို့ကတော့အစဉ်အဆက်ထက်လူရည်လူသွေးကပဲပုံမိုးစိတ်ဝင်စားစရာကောင်းတာကြောင့်အစဉ်အဆက်အကြောင်းမပြောဘဲခြံထားခဲ့ပါတယ်။မိုးညင်းတို့ဆိုတာမိုးညင်းမျိုးကိုစားရတဲ့အခါမှာတွင်လာတဲ့အမည်ဖြစ်ပါတယ်။မူလနာမည်အရင်ကတော့မင်းနန်စီဖြစ်ပါတယ်။နောက်တော့မင်းဥထိန်အမည်နဲ့အင်းပဲကိုစားရပါတယ်။နောက်တော့တတိုးအမည်နဲ့မြို့လှကိုစားခဲ့ရပါသေးတယ်။မိုးညင်းတို့ဟာမင်းခေါင်ထက်အသက်9နှစ်ပိုငယ်ပါတယ်။မင်းခေါင်ဟာရခိုင်ကိုရာဇာထရစ်ကတိုက်ခိုက်သိမ်းပိုက်ပြီးတမီးတော်စောပြေချမ်းသာကိုရာဇာထရစ်သိမ်းပိုက်လိုက်ပြီးဆိုတဲ့အကြောင်းကိုကြားတာတဲ့ကြောင်းပြီးမှထားခဲ့ကြတဲ့တစ္ဆာကိုရာဇာထရစ်ကဖျက်ပြီးကျေးစွန်ရွာနာကိုထိပါခဲ့ပြီးဖြစ်တာတို့တဲ့ကြောင်းကိုယ်တိုင်ဟန်တာဝရီဘက်ကိုစစ်ချီခဲ့ပါတယ်။မင်းခေါင်ရဲ့တပ်များအထဲမှာအင်းပဲစားတတိုးရဲ့တပ်လည်းပါပါတယ်။အဲ့ဒီချိန်မှာတတိုးရဲ့တပ်က29လောက်ရှိပါပြီ။အင်းပဲစားတတိုးဟာဟန်တာဝရီဘက်ကိုရောက်တဲ့အခါမှာလဲစစ်တမ်းအဖြစ်တပ်နှစ်ခုကြားမှာတွာလာလှုပ်ရှားခဲ့ရပါတယ်။ရာဇာထရစ်ကအင်းပဲစားတတိုးကိုရာဇာပရိယန်နဲ့ဆက်ဆံခဲ့ပါတယ်။တတိုးကစစ်တပ်မှုပြီးသားစာပြန်ပြီးဆက်ဆံပါတယ်။ဟိုတစ်ခုကိုပြောပြရစီ။အင်းဝသားတို့ဟန်နာဝရီဘက်စစ်ချီလာတဲ့အကြောင်းတစ်ခုကမင်းသမီးစောပြေချမ်းသာနဲ့ပတ်သက်ပါတယ်။ရာဇာထရစ်ကတတိုးနဲ့တွေ့ဆုံတဲ့အခါမှာစောပြေချမ်းသာကိုကွန်းခွက်ကန်းဖို့ခိုင်းပါတယ်။ပြီးတော့မှရာဇာထရစ်ကမင်းတခင်သမီးအမိတ်မှားတာခံလေးလို့ဆိုပါတယ်။တတိုးကမင်းအဂရစ်နှစ်ပါးချစ်ချီမိအကြောင်းကိုသာစေတော်မူသည်ကျွန်ုပ်တို့သခင်သမီးအမိတ်အမှားကိုခံစိတ်မီမစေကျွန်တော်အတွက်ခံရမရှိဟုဖြေခဲ့ပါတယ်တတိုးအနေနဲ့အခောက်သွားပြီးတဲ့အခါမှာစစ်ပြေငိမ့်ဖို့ဟန်သာဝရီသားတို့ဘက်ကတစ္ဆာဆိုကြမယ်ဆိုတဲ့အဖြေကိုရခဲ့ပါတယ်တစ္ဆာဆိုမဲ့နေ့မှာစင်အစီ30ဘိုး10ယောက်တို့နှစ်ဖက်ရှင်ပြီးတွားကြရတယ်လို့ဆိုပါတယ်ကြားမှာတော့ပန်ကျော်ချောင်းရှိပါတယ်ဘိုးချင်းတွဲရတဲ့အခါမှာဝါစင်ကြီးငယ်စီပြီးတွဲရပါတယ်အင်းဝဘက်ကတတိုးအငယ်ဆုံးနောက်ဆုံးဟန်သာဝရီဘက်ကလကွန်းအိမ်အငယ်ဆုံးနောက်ဆုံးတတိုးကခြေခွင်သူလကွန်းအိမ်ကလက်ခွင်သူတတိုးကလည်းရဲရင်နဲ့လကွန်းအိမ်ကလည်းရဲရင်နဲ့ဗတ်ညီပါတယ်အမှန်ကိုဆိုရရင်တစ္ဆာဆိုမဲလို့ဖိတ်ခေါ်တာကိုလက်ခံပြီးရောက်လာကြတဲ့အင်းဝါကစစ်သူကြီးများကိုရာဇာထရစ်ကဝိုင်းဝန်းလုံးကြံဖို့စီမံပြီးသားဖြစ်နေပါပြီတတိုးနဲ့လကွန်းအိမ်တို့လက်ဆောင်ပစ္စည်းလဲလှယ်အပြီးမှာတတိုးကလကွန်းအိမ်ကိုမေးပါတယ်အခုတစ္ဆာဆိုမှာအမှန်ပဲလားဆိုတဲ့အမေးဖြစ်ပါတယ်လကွန်းအိမ်ပြောတဲ့စကားကရိုးရိုးရိုင်းရိုင်းနဲ့လှပါတယ်ဟဲ့တတိုးအယူစစ်သွင်းတစ္ဆာမှန်ဘူးတလို့ပေါ့တတိုးကလည်းသူထင်တဲ့အတိုင်းအဖြေထွက်လာတော့သူ့ဘက်အကြီးမှုဖြစ်တဲ့မင်းရစာကိုအော်ပြောပါတယ်အရှင်မင်းရစာတစ္ဆာမမှန်စုတ်တော့ပေါ့ဒီနေရာမှာတတိုးရဲ့တတိကြီးစွာထားတဲ့အရေးသွေးကိုတွေးခဲ့ရပါတယ်သူသာတတိမထားရင်အင်းဝဘက်ကအတော်ဆုံးဆိုတဲ့လူတွေကိုဆုံးရှုံးခဲ့ရမှာဖြစ်ပါတယ်တတိုးကစစ်တပ်မှုအဖြစ်နဲ့သာတော်တာမဟုတ်ပါဘူးစစ်သူကြီးတဦးအနေနဲ့လည်းရွရွချွချွန်တိုက်ခိုက်လေးရှိပါတယ်အဲဒါကြောင့်မင်းခေါင်ကအင်းဝကိုပြန်ရောက်တဲ့အခါမှာမိုးညင်းမြို့ကိုထပ်မံချီးမြှင့်ပြီးတောင်တွင်းတီဟာပတိရဲ့သမီးရှင်မြတ်လာနဲ့ထိမ်းမြပေးခဲ့ပါတယ်။မိုးညင်းတို့ဟာမင်းခေါင်နဲ့ရွာဆန်းတဲ့အချိန်မှာမင်းခေါင်ရဲ့သားတော်တီဟတ်သူအားထားရတဲ့စစ်သူကြီးဖြစ်လာခဲ့ပါတယ်။စင်ပြူရှင်တီဟတ်သူနန်းသက်လာပြီးတဲ့နောက်မှာအင်းဝနဲ့ဟန်တာဝရီတို့ကြားမှာဖြစ်ပွားတဲ့အနှစ်40စစ်ပွဲကြီးပြီးသွားပါတယ်။ဟန်တာဝရီမှာရာဇာတွင်မရှိတဲ့နောက်သူ့ရဲ့သားတော်အချင်းချင်းမညီမညွတ်ကြပဲရှိနေရကသားတော်ဗညာကျန်းကနှမတော်ကိုတီဟတ်သူအားဆက်တာပါတယ်။အဲ့ဒီအချိန်မှာစစ်ကြီးပြီးသွားတာပါပဲ။တီဟတ်သူကဗညာကျန်းရဲ့နှမတော်ရှင်စောပုကိုတိမ့်ပိုက်ပြီးတပ်များဆုတ်ခွာပြန်လာပါတယ်။အဲ့ဒီနောက်ပိုင်းအင်းဝမှာဖြစ်ပွားတဲ့အရေးခင်းများကရှုပ်ထွေးလာပါတယ်။တီဟတ်သူဟာနန်းဆက်သက်4နှစ်အရမှာရန်သူများရဲ့အလစ်ဝင်တိုက်ခိုက်ခြင်းကြောင့်ကြာဆုံးခဲ့ပါတယ်။တီဟတ်သူမရှိတဲ့နောက်မှာသူ့ရဲ့သားတော်9နှစ်သားမင်းလှငယ်နန်းသက်လာပါတယ်။အဲ့ဒီမင်းသားငယ်ရဲ့နန်းဆန်သက်3လမှာအစိတ်မိပြီးကွယ်လွန်ရှာပါတယ်။မင်းလှငယ်မရှိတဲ့နောက်ခလေးကြီးတောင်ညိုဟာအင်းဝကိုချီတက်လာပါတယ်။ခလေးကြီးတောင်ညိုအင်းဝထီနန်းကိုတိမ့်ပိုက်ပြီးဆိုတဲ့အခါမှာတော့မိုးညင်းတို့ကအင်းဝဘက်ကိုချီတက်လာပါတယ်။
အဲ့ဒီချိန်မှာကလေးကြီးတောင်ညိုကဟန်တာဝရီကဆက်လိုက်တဲ့ရှင်စောပုကိုပကန်းတရဖျားကိုပေးပြီးစီးရုံးခဲ့ပါတယ်ကလေးကြီးတောင်ညိုကခုခံတိုက်ခိုက်ကြတဲ့တပ်များကိုမွန်းညင်းတိုးနဲ့တားတော်များကတသက်ပြီးတသက်အောင်မြင်ခဲ့ပါတယ်ပကန်းတရဖျားကရှင်စောပုကိုခေါ်ပြီးပကန်းကိုပြန်ခဲ့ပါတယ်အဲ့ဒီအချိန်မှာကြီးတောင်ညိုနဲ့ရှင်ဖိုးမယ်တို့သူတို့ကိုလိုလားသူအချို့နဲ့သူထွက်ပြေးခဲ့ပါတယ်မွန်းညင်းတိုးရဲ့ဘဝတစ်လျှောက်လုံးစစ်နဲ့မကင်းခဲ့ပါဘူးအနှစ်40စစ်အတွင်းမှာကြီးပြင်းလာခဲ့ရသူလူလားမြောက်လာရသူပဲဖြစ်ပါတယ်အခုလည်းအင်းဝကိုသူတိုက်ပြီးယူခဲ့ရတာပါပဲ1429မှာအင်းဝမှာနန်းတက်တဲ့အခါချက်ဝန်းတပ်သားတွေလည်းပါလက်ခွဲနဲ့တကူနန်းတက်ခဲ့တယ်လို့ဆိုပါတယ်စစ်သူကြီးအဝတ်မချွတ်မလဲပဲနန်းသိမ့်ပွဲခံခဲ့ပုံပေါ်ပါတယ်မွန်းညင်းတိုးနန်းတက်ပြီးတဲ့အခါမှာပကန်းကိုတွားရောက်တိုက်ခိုက်ပါတယ်ပကန်းကိုအောင်မြင်တဲ့အခါမှာရှင်စောဖူကိုပြန်ရခဲ့ပါတယ်ပကန်းစားကိုလည်းမတက်ပဲအင်းဝကျုံအနီးမှာအိမ်ပေးပြီးနေစေပါတယ်ရှင်စောဖူကိုလည်းနန်းတွင်းမှာအိမ်နဲ့ထားရတယ်လို့ဆိုပါတယ်ကြေးတောင်ညိုနဲ့အတူမန်းဆက်တော်ရာဘက်ကိုထွက်ပြေးခဲ့တဲ့ရှင်ဖိုးမယ်မှာကြေးတောင်ညိုရုတ်တရက်နာဖျားပြီးစုံပါတဲ့အခါအခက်တွေ့ပြီးနေပါတယ်အဲ့ဒီအကြောင်းကိုမိုးညင်းတိုးသိတဲ့အခါအခေါ်တော်လွှတ်ခဲ့ပါတယ်ရှင်ဖိုးမယ်ကိုပထမဝေါ်နဲ့တင်ပြီးခေါ်ခဲ့ပါတယ်စကူးစိတ်ကိုရောက်တဲ့အခါဖောင်နဲ့တင်ပြီးစံတက်လာခဲ့ကြပါတယ်တိုးမိုးညင်းတိုးကမင်းစီရွှေလွေနဲ့လာပြီးကြိုပါတယ်စကိုင်းရွာတက်ကြီးအနီးမှာဆုံကြပြီးတော့ရှင်ဖိုးမယ်ရဲ့ဖောင်ပေါ်ကိုတက်ပြီးမင်းတရားကဤတာပါစားလို့မိပါတဲ့ရှင်ဖိုးမယ်ကမျက်နှာကိုတစ်ဖက်လွှဲပစ်ပြီးကျွန်းစောနန်းတယ်လို့ဆိုပါတယ်ရှင်ဖိုးမယ်ကိုလည်းရှင်စောဖူနီသူနန်းတွင်းမှာအိမ်နဲ့ထားပါတယ်ရှင်စောဖူကတော့ပရိယေဆင်ပြီးဟန်တာပရိဘက်ကိုထွက်ပြေးသွားခဲ့ပါတယ်မုံညင်းတိုးကမြက်မြက်နုံနုံမပြူဘူးဆိုတဲ့အကြောင်းပြချက်တော့ရှိပါတယ်ဒါပေမဲ့မုံညင်းတိုးအနေနဲ့ရှင်စောဖူမကြမ်းပါတဲ့အကြောင်းပြချက်နဲ့မွန်ရဟန်းငယ်တို့ကိုနန်းတွင်းအထိဝင်ခွင့်တောင်းခဲ့တာကိုလိုက်ရောခဲ့ပါတယ်အဲဒါကြောင့်လည်းထွက်ပြေးဖို့အခွင့်အရေးရသွားတာပါပဲမုံညင်းတိုးလက်ထက်မှာပုံကန်ထားကြမှုများဆက်လက်ဖြစ်ပွားခဲ့ပါတယ်အဲ့ဒီလိုပုံကံမှုများကိုနှိမ်နှင်းရမှာအစွမ်းပြနိုင်တဲ့သူရဲကောင်းများကိုများစွာချီးမြှောက်ခဲ့ပါတယ်။အင်းဝမှာစိုးစံခဲ့တဲ့မင်းများအနက်မုံညင်းတိုးလောက်ဖျားတင်နိုင်ခဲ့သူမရှိပါဘူး။စီးခုံပုံစီဒီများကိုတည်ခဲ့တဲ့သူထဲမှာလည်းတိုးမင်းကအများဆုံးဖြစ်နိုင်ခြေရှိပါတယ်။စီးခုံပုံစီဒီတော့24စုစီးခုံများနဲ့တွဲလျက်ကျောင်းတော်24ကျောင်းနောက်ထပ်3ကျောင်းပေါင်းလိုက်ရင်ကျောင်းတော်ကြီးက29ကျောင်းတောင်မှရှိခဲ့ပါတယ်။စုစုပေါင်းတည်ခဲ့တဲ့အကြောင်းပေါင်း300ကျော်ရှိတဲ့အပြင်ငလျင်တန်ထိထားတဲ့ဖျားပထိုးများကိုလည်းပြင်ဆင်ခဲ့ပါတယ်။မွန်းညင်းတိုးလက်ထက်မှာတက္ကရာဖြိုခဲ့ပါတယ်။ပညာရှိများကတက္ကရာဖြိုတင်တဲ့အချိန်မှာမဖြိုရင်ပြည်ရွာမအေးချမ်းသက်ဘူး။ဖြိုတဲ့နှစ်မှာမင်းဖြစ်သူနှစ်ရဆန်ရတတ်တယ်လို့ဆိုတဲ့အခါမှာမွန်းညင်းတိုးကသူတေမာကအရေးမကြီးပြည်ရွာအေးချမ်းဖို့ကအရေးကြီးတယ်လို့ဆိုပြီးတက္ကရာဖြိုပါတယ်။တက္ကရာဖြိုတယ်ဆိုတာကတော့မင်္ဂလာရှိတဲ့အရက်မှာပွဲလန်းတပင်ဆင်ရင်ကျင်းပပြီးရှိပြီးသားတက္ကရာ800မှာ998ကိုဖြိုပြီးတက္ကရာ2ခုထားခဲ့တယ်လို့ကြေညာတာဖြစ်ပါတယ်။မုံညင်းမင်းတရားဖြိုခဲ့တဲ့တက္ကရာကမပြူပါဘူး။ဆိုလိုတာကလူအများကတက္ကရာအဟောင်းကိုပဲဆက်သုံးသွားကြတာဖြစ်ပါတယ်။မုံညင်းတိုးကတော့နောက်နှစ်မှာကွယ်လွန်ခဲ့ပါတယ်။ကွယ်လွန်တဲ့နှစ်မှာနန်းဆက်သက်73နှစ်တက်တော်60ရှိပါပြီ။မုံညင်းတိုးရဲ့အကြောင်းကိုပြောရတာစာရေးသူကိုယ်တိုင်အလွန်နှစ်လိုပါတယ်။သူဟာလုံသမျှအလုံးမှာကျွမ်းကျင်လိမ္မာခဲ့သူထိရောက်အောင်မြင်ခဲ့သူမင်းတစ်ပါးဖြစ်ပါတယ်။စစ်သူကြီးအနေနဲ့လည်းအောင်မြင်ပါတယ်။တတိရှိတယ်ရဲရင်နဲ့တတိရှိတယ်ဖြက်လက်တယ်လုံရည်ကြံရည်ရှိတယ်တစ္ဆာရှိတယ်လုံလာဝရိယရဲစွမ်းခွန်အားရှိတယ်မင်းဖြစ်တဲ့အခါမှာလည်းချီးမြှင့်မြောက်စားသူများကိုချီးမြှောက်လေးရှိပါတယ်ပေးကမ်းတဲ့နေရာမှာရရရော်ရော်ရှိပါတယ်လူတန်းရာမှာလည်းတရားကြီးမားပါတယ်မုံညင်းတိုးနဲ့ပတ်သက်လို့ထူးထူးခြားခြားရှိလို့နာကတော့တီးခန့်ခွင့်လို့စိတ်ကြီးမားတဲ့အချက်ပဲဖြစ်ပါတယ်လူမှုရေးအရာကြီးတော်မူပြီးအပြစ်ကြီးလို့တေတံရောက်တဲ့သူများကိုလွှတ်ခဲ့တာအကျိန်150ရှိပါတယ်ပခန်းစားကိုအင်းဝမှာအိမ်နဲ့ထားခဲ့တာသာကြည့်ပါလေကိုလို့တော့အပြိုမများတခြားယောက်ျားများနဲ့မှားယွင်းမိခဲ့ရင်လည်းအပြစ်မယူပဲအသားအရာဆုလက်ပေးပြီးချစ်ကြိုက်သူနဲ့ထိမ်းများပေးလေးရှိပါတဲ့မင်းချင်းတွေမူးမတ်တွေကိုငွေကြေးလိုသမျှထုတ်ယူစေပြီးမကောင်းမှုနဲ့အသက်မွေးဝမ်းနေရတဲ့မိန်းကလေးများကိုအဖိုးစားနားပေးပြီးထုတ်ယူစေခဲ့ပါတယ်
အထူးသဖြင့်ပြောရမယ့်ကိစ္စကတော့နှစ်ခုရှိပါတယ်ရှင်ဘုံမယ်ကိုမိုးညင်တို့ကအခေါ်တော်မလွတ်ပဲထားရင်ရှင်ဘုံမယ်ဟာမန်းဆက်တော်မှာအချက်အသေးနဲ့တွေ့ပြီးဒုက္ခကြီးစွာရောက်သွားနိုင်ပါတယ်အခေါ်လွတ်တော်မူပြီးတဲ့နောက်မှာမင်းကိုယ်တိုင်ကအလေးမြတ်ပြုပြီးစီးချိုနှုတ်ဆက်တဲ့အခါမှာရှင်ဘုံမယ်ကကျွံစော်နံတယ်လို့ပြောခဲ့ပါတယ်ပြောတဲ့သူရဲ့စိတ်နေတဘာဝကလည်းအံ့ဩစရာပါပဲတီးခံပြီးဆက်လက်ချီးမြှင့်ခဲ့သူမိုးညင်တို့ရဲ့စိတ်နေတဘာဝကတော့အံ့ဩစရာကောင်းသလိုချီးမွမ်းစရာလည်းကောင်းလှပါတယ်စစ်သူကြီးမင်းဒါပေမဲ့မရက်ဆက်ဘူးတီးခံတတ်တယ်ချီးမြှောက်တယ်အဲ့ဒီအရေးသွေးများဟာရှားပါလွန်းလို့အဖိုးတန်လှပါတယ်အဲ့ဒါကြောင့်စာရေးသူကမိုးညင်တို့ရဲ့မျိုးရိုးအစဉ်ဆက်ထက်သူ့ရဲ့ကိုယ်ရည်ကိုယ်သွေးကိုပုံမိုးစိတ်ဝင်စားပါတယ်လို့ဆိုခဲ့တာဖြစ်ပါတယ်ရှင်စောဖူးဟာရာဇာထရီရဲ့သမီးတော်ဖြစ်ပါတယ်။မင်းယေဂရိရဲ့သမီးတော်ဖြစ်တဲ့အပြင်အင်းဝကိုဟန်တာဝရီကဆက်တာလိုက်တဲ့ပနာတော်ဖြစ်ပါတယ်။ခလေးကြီးတောင်ညိုကပခန်းစားကိုပေးခဲ့တာဟာမလုတ်အပ်တဲ့အလုပ်တစ်ခုဖြစ်ပါတယ်။အဲ့ဒီလိုအခြေအနေမလျော်မကန်ဖြစ်နေတာကြောင့်ပခန်းကိုလှုပ်ကြံပြီးရှင်စောဖူးကိုကဲခဲ့ပါတယ်။ဒီဖျားတစ်ပါးအနေနဲ့နန်းတွင်းမှာအိမ်ထဲနေစေခဲ့ပါတယ်။ရှင်စောဖူးကိုရှေ့ထုံးတဲ့အညီတိတ်မိုက်ထားပေမဲ့မိုးညင်းတို့ကမျက်နှိုးမှုနဲ့ပါလို့ဟန်တာဝရီကိုထွက်ပြေးတယ်လို့ပြောခဲ့ပါပြီ။မျက်နှိုးချင်းမရှိတာတော့မဟုတ်တန်ပါဘူး။အ ਨੇ ဆုံးဗိသိက်ခံမိဖျားမင်းထန်ဆက်တာတဲ့ပနာတော်ဖြစ်တော့လေးစားမျက်နှိုးခဲ့မှာပါ။ဒါပေမဲ့နန်းသက်တဲ့အချိန်မှာမိုးညင်းတို့က48နှစ်ရှိပြီလေ။မင်းတစ်ပါးအနေနဲ့လှုပ်ဆောင်စရာကိစ္စကလည်းများပါသေးတယ်။အဲ့ဒီတော့အသက်28နှစ်သားမှာမင်းဖြစ်လာတဲ့တီဟတ်သူတို့လိုတော့ရှင်စောဖူးကိုဘယ်မှာတွေ့တာယူရနိုင်ပါမလဲ။ဘာပဲဖြစ်ဖြစ်ရှင်စောဖူးကိုလည်းတလေးတစားနဲ့တောင်းဆိုသမျှကိုလာရောခဲ့လို့ပြေးခွင့်တာသွားတာဖြစ်တဲ့အကြောင်းထပ်လောင်းပြီးရှင်းပြလိုက်ရပါတယ်။မိုးညင်းတို့ရဲ့အကြောင်းကိုပြောရတာဝမ်းသာစရာကောင်းပါတယ်။ဘာကြောင့်လဲဆိုတော့မိုးညင်းတို့ဟာစစ်သူကြီးဘွားတုန်းကရောမင်းဖြစ်လာတဲ့ဘွားမှာပါလူကိုလူလိုမြင်နိုင်ခဲ့ခွင့်လို့တီးခတ်နိုင်ခဲ့လို့ဖြစ်ပါတယ်။အဲ့ဒါကြောင့်သူ့အကြောင်းကိုပြောမိတဲ့အခါတိုင်းဝမ်းသာရပါတယ်။သူ့လိုပရိသေရများကတော့ရှားပါလူသားများသာဖြစ်ပါတယ်။